ဆရာကဘတ်စတန်မှာဘာတွေလာရှာနေလဲဆရာ မဟုတ်ဗျလူတွေတေသွားပြီဆိုရင်လောဘတွေမောဟတွေဒေါသတွေဘယ်မှာထားသွားလဲဆိုတာလာရှာနေတာ အဲ့ဒါသူတို့နဲ့အတူတူအားလုံးပါသွားပြီလေဆရာ ဟဟလားဟာဒါဆိုရင်တော်တော်ခမ်းရမယ်ဗျာဟုတ်ပါတယ်ကျွန်တော်တို့လောကကြီးမှာရှင်တန်နေတဲ့အခါမှာလောဘတွေကြီးနေမယ်မောဟတွေကြီးနေမယ်ဒေါသတွေကြီးနေမယ်ဆိုရင်မနစ်ဖြန်မြေကြီးတဲ့ရောက်တဲ့အခါမှာကာဏတွေကြီးသွားလိမ့်မယ်ဆလာမုအလိုင်ကွမ်ဝရဟ်မတ်တူလာဟ်ဝဘရကာတူ ဒီအစ္စလမ်ဘာသာဝင်တကာကြီးပြောသွားတာအရန်ကိုမှန်ပါတယ်နော်ဦးဇင်းတို့မြတ်စွာဘုရားကလည်းပဲလောဘနဲ့တေရင်ပြိတ္တာဖြစ်မယ်ဒေါသနဲ့တေရင်ငရဲမှာဖြစ်မယ်မောဟနဲ့တေရင်တိရစ္ဆာန်ဖြစ်မယ်လို့ဟောကြားထားပါတယ်ဗုဒ္ဓဘာသာအစ္စလမ်ဘာသာခရစ်ယာန်ဘာသာဆိုပြီးဘာသာတွေမတူကြတော့လဲပဲမိသည့်ဘာသာကိုကူးကွယ်တဲ့လူပဲဖြစ်နေပါစေလောဘဒေါသမောဟတရားတွေနဲ့သိဆုံးမယ်ဆိုရင်တော့တမလွန်အရေးမှာမကောင်းနိုင်တာတော့အမှန်ပါပဲသို့တော်လည်းပဲပုထုဇဉ်တွေဟာလောဘဒေါသမောဟတရားတွေကိုတော့ကုံစင်အောင်မပယ်တတ်နိုင်ပါဘူးဖယားယဟန္တာတွေသာလောဘဒေါသမောဟတရားတွေကိုကုံစင်အောင်ပယ်တတ်နိုင်ကြပါတယ်ပုထုဇဉ်တဘာဝလောဘဒေါသမောဟတရားတွေကိုကုံစင်အောင်မပယ်တတ်နိုင်တာမှန်ပေမဲ့ဒီလောဘဒေါသမောဟတရားတွေဟာတတ္တဝါတွေကိုဆင်းရဲဒုက္ခဖြစ်စေတာကြောင့်လောဘနဲကြောင်းဒေါသနဲကြောင်းမောဟနဲကြောင်းတရားတွေကိုတော့တတ်နိုင်သမျှကြိုးစားအားထုတ်နေရမှာဖြစ်ပါတယ်အဲ့ဒီလိုတတ်နိုင်သမျှကြိုးစားအားထုတ်မှသာတမလွန်အရေးမှာဆင်းရဲဒုက္ခတွေ့ကြုံမှုနဲ့နေပြီးချမ်းသာမှုတွေနဲ့သာတွေ့ကြုံရမှာဖြစ်ပါတယ်ဒါကြောင့်မိသည့်ဘာသာကိုကူးကွယ်တဲ့လူပဲဖြစ်နေပါစေမသိခင်ကာလအတော်တွင်းမှာလောဘနဲကြောင်းဒေါသနဲကြောင်းမောဟနဲကြောင်းတရားတွေကိုကြိုးစားအားထုတ်ကြပါလို့တိုက်တွန်းလိုက်ပါတယ်